မင်္ဂလာပါဒီနေ့တော့ကျွန်တော်ကြက်သားမှုပင်စိမ့်လေးချက်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဆင်သက်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးဆေးကိုထည့်ပါတယ်ပြီးတော့စပလင်လေးထည့်ပြီးကျွန်တော်အနက်မှုေးလာတဲ့ဒီကျွန်တော်မှုေးပြီးတော့အဆင်သက်လှီးထားတဲ့ကြက်သားကိုထည့်မယ်ပြီးတော့ကျွန်တော်နည်းနည်းမှုေးလာတဲ့ဒီမှုေးပြီးတော့ခဏအုပ်ထားမယ်ပြီးကျွန်တော်ရေထည့်ဟင်ခတ်မုတ်ထည့်မယ်ခရုစီနှစ်စွန်းထည့်မယ်နောက်ပြီးတော့ငံပြာကြီးကဇွန်ရဲ့ထမင်းစားဇွန်ရဲ့တဝက်ထည့်မယ်ငရုတ်ကောင်းမုတ်နည်းငယ်ထည့်မယ်โอเคဒီကြားမှာကျွန်တော်တကြားတော့ကြက်မှထည့်မှာပေါ့နော်တကြားနည်းငယ်ထည့်မယ်ဒီတစ်ချက်ရှိုးလိုက်ဦးโอเคဟင်းကနေတော့ရလာပြီဆိုတော့ ਨੇ ကျွန်တော်မိုးလေးနဲ့လှီးထားတဲ့ကြက်သွန်နီထည့်မယ်အဲ့ဒီထည့်ပြီးကျွန်တော်ခဏအုပ်ထားမယ်ဘာလို့ဆိုမိုးလေးနူးသွားအောင်ပေါ့နော်မိုးလေးလည်းနူးကြက်သားလိုက်ကြက်အဲ့ဒီထားကိုကျွန်တော်စောင်းမယ်ရတာလေးနည်းနည်းမီးလိုက်ပြီးတော့โอเคပြီဆိုတော့ကျွန်တော်ပင်စိမ့်ထည့်မယ်အဲဒီပင်စိမ့်တဲ့သူကကျွန်တော်တကြားအဲ့ဒီမှာထည့်တာเนาะတကြားထမင်းစားဇွန်းရဲ့3ပုတ်1ပုတ်လောက်ထည့်ရင်ရပြီအများကြီးထည့်စရာမလိုဘူးโอเคကျွန်တော်ဟင်းလေးကတော့ရှင်နေကောင်းနေပြီနောက်က background လေးကြည့်ဒါအောင်မိုက်တယ်တဘောဆန်ဆန်လေးဒီတစ်ခါရိုက်ထားတာကြောင်လေးတွေပါမယ်ဟိုနောက်ခံတပင်လေးတွေပါမယ်ပေါ့โอเคအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဒီဟင်းချစ်တာလေးကပြီးပါပြီ